Khmer နိုင်ငံကညဘက်တွေဆိုလမ်းဘေးကခြုံပုတ်တွေမြက်ခင်းတွေမှာမိတ်တုံလင်းနေတဲ့ပိုးကောင်တွေမြင်ဘူးကြတယ်တချို့ဆိုဖန်မလင်းတွေထဲထည့်ပြီးမိအိမ်လေးတွေတောင်လောက်ခဲ့ကြသေးတယ်ဒါပေမဲ့အခုနောက်ပိုင်းအဲ့ဒီပိုးဆုံးကျူလို့ခေါ်တဲ့ပိုးကောင်လေးတွေမတွေ့ရတော့ရှားသွားပါတယ်နေတော့ပိုးဆုံးကျူလေးတွေအကြောင်းလေ့လာကြည့်အောင်ပိုးဆုံးကျူမတစ်ကောင်တစ်ခါဥရင်ဥပေါင်း50ကျော်လောက်ဥတက်ပါခမားမေကခမားတို့ဖေချောင်းနေနဲ့နီးရနေတယ်ဆိုးဆိုးတဲ့တည့်ရက်တွေခြုံနေကြတဲ့မှာစုလိုက်တော့လဲဥလိုက်ပါခမားကမွေးကလေးကဆွေကြီးမျိုးကြီးဆိုတော့ဥပြီးချင်းပဲခမားတို့မြင်တက်ပေးလိုက်ရပါခမားတို့ဖေလည်းမကြပါဘူးသူ့နောက်လိုက်သွားရပါဒီလိုနဲ့ဖေမေမရှိပဲ3ဘက်ကနေ4ဘက်လောက်ကြာတဲ့ခါမှာတော့လူတွေကအကောင်ပေါက်လာပြီခါရမ်းစာတက်တဲ့ပိုးလောင်းစင်ကိုရောက်လာပါအမေရောဖေရောမရှိတဲ့အတွက်ဘွေးကသာပိုးလောင်းစင်ပါအစားအစာကိုကိုယ်တိုင်ရှာဖွေစားတာကိုအမဲလိုက်ရပါအမဲလိုက်ရမယ်အထီးကသားကောင်ကတော့ပတ်ကြီးနဲ့ခီယူတွေပတ်ကြီးနဲ့ခီယူတွေကလည်းစိုးစစ်တဲ့နေရာမှာအနေများတဲ့အတွက်သူတို့ခမားတို့နီးနာဝန်းကျင်မှာအလွယ်တကူတွေ့နိုင်ပါသားလောင်းစင်မှာတော့ခမားတို့ရဲ့အနက်ခံစွမ်းအမေအယုံထက်ပိုကောင်းပါလေပတ်ကြီးနဲ့ခီယူတွေသွားတာတဲ့လမ်းကြောင်းကအချွဲကြီးတွေနောက်အနက်ခံအမဲလိုက်ကြရပါတယ်အရှိမှာရက်လက်ဆက်ဆက်ခီယူကောင်တော့တွေ့ပါသားကောင်တွေ့တာနဲ့ခမားရဲ့မေယုံနဲ့အချက်ပေါင်းများတော့ပြီးကြိုက်ပါတော့အဲ့လိုကြိုက်တဲ့ခါမှာခီယူရဲ့အာယုံတုံးစနစ်ကိုထုံသွားစေတဲ့ဒန်ဂျက်တစ် paralytic fluid လို့ခေါ်တဲ့အစိတ်ကြီးတစ်မျိုးထိုးထည့်လိုက်ပါဒီစိတ်ကြောင့်ခီယူကရုံးကန်လို့မရတော့ငြိမ်ကျသွားပါခီယူကတူးခုံနဲ့ဝင်ပုံးနေရင်တော့ဝင်ကြိုက်နိုင်တဲ့ဒီခမရအစွမ်းထက်ပါအိုးဆုံးကျူမှာစာဝါးကိုသွားတယ်မရှိပါဘူးအေးယိုးနဲ့ကြိုက်လိုက်တဲ့အချိန်မှာခီယူရဲ့သားတွေကိုစားကြည့်အင်္ဂါတစ်မျိုးကိုထွေးထည့်လိုက်ပါအင်္ဂါတွေကခီယူရဲ့အသားတ िश ူကိုနိုင်နှန်းငယ်တွင်မှာစွပ်ပြုတ်ရဖြစ်အရေးပြောတော့လှုပ်ပင်နိုင်ချက်ကြိုက်လိုက်အရေးပြောသွားတဲ့ခီယူသားတွေအားရပါရဆုပ်ယူစားစောက်လိုက်ဝါစားဘူးဖွေးပွဲတော့ကျင်းပနေပြီလို့ပါတောင်းတော်နဲ့နဲ့ရှက်ပေါင်းများသောအာဟာရကိုဖြစ်စေပါခမစားဆောင်နေတော့မှာပဲခမရရန်သူတော်ကြီးဖြစ်တဲ့ဖားတို့ငှက်တို့ရန်ကိုကြောက်ရပါသေးတယ်အဲ့ဒါကိုကာကွယ်တဲ့အနေနဲ့ခမရဲ့အမိအောက်ဘက်မှာ Lucy Bufragen လို့ခေါ်တဲ့ခါတက်တဲ့အစိတ်တောက်ပါတယ်သတိပေးလျောင်ဖိဖြုတ်လို့ထုတ်လွှတ်ထားရပါတယ်အဲ့ဒီကလေးမှာပါတဲ့အစိတ်ကြောင့်ခမကိုစားမိရင်တော့ပြန်ထွေးထုတ်ကြပါခမပိုးလောင်းရမှာမဲလိုက်ပြီးစားလိုက်တောက်လိုက်လို့အချိန်တစ်နှစ်ကျော်လာရင်တော့အဖော်ရှာဖို့အတွက်အကောင်ကြီးမျိုးကိုအသွင်ပြောင်းရမှာတော့အဲ့ဒီတော့အဆင့်3ဆင့်လိုရပါအဆင့်1ကတော့နေရာရှာခြင်းပါပိုးလောင်းပေါ်မှာအစာဝအောင်စားပြီးတဲ့အခါဆိုးဆိုးတဲ့မြေကြီးတွေကိုတိုးဝင်ပါချူမျိုးစိတ်တွေကတော့တစ်ပင်ခောက်လို့ရမှာနေရာယူကြပါအဆင့်နဲ့အနေနဲ့ခန်းတီဆောက်ဖို့အတွက်သူတို့ရဲ့ပါးစပ်ထွက်တဲ့အရင်နဲ့မြေကြီးကိုရောပြီးခန္ဓာကိုယ်ပက်ပက်လဲမှာလုံုံတဲ့အခန်းငယ်တစ်ခုတီးဆောက်လိုက်ပါဒါတော့ပြုတ်ပဲချိန်ပါလို့ခေါ်ပါတယ်ပြီးရင်တော့အဆင့်ဆုံးဖြစ်တဲ့အသွင်ပြောင်းရင်းစတင်ပါခမတီဆောက်ထားတဲ့အခန်းလေးထဲမှာငိမ့်သက်စာနေနဲ့ metamorphosis လို့ခေါ်တဲ့ရုပ်သွင်ပြောင်းလဲခြင်းဖြစ်စဉ်စတင်ပါပိုးလောင်းတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကအရည်တွေပြောလို့ဖြစ်သွားပြီးအတောင်မဲ့ခြေထောက်နဲ့မျက်လုံးတွေပြန်လဲဖွဲ့စည်းပါအမ်းဘူကောင်းတာကဦးဆုံးကျူတဲ့ပိုးရဖို့အဆင့်မှာတော့မှရန်ဖရန်ကအလင်းဖိဖြုံလင်းနိုင်ပါသေးတယ်ဒါရန်သူတွေကိုငါမှစိတ်ရှိရလောင်စားနေလို့သတိပေးတဲ့ခုခံကာကွယ်မှုစနစ်တစ်မျိုးပါပိုးရပုံဘွားကများသောအားဖြင့်တပတ်ကနေ3မှတ်ထိကြာတတ်ပါအဲ့နောက်မှာတော့ခမရဆောရှာပုံတော့ထွက်လို့ရတယ်အတောင်မှန်ပါတဲ့ပိုးဆုံးကျူတော့ဖြစ်လာပါတယ်ခမရအကြီးကတောင်ကမျိုးပွားဖို့ဖြစ်လို့နေ့ဘက်တွေမှာခမရသိရွက်တွေခြုံမုတ်တွေအောင်မှာပုံနေပြီးညဘက်ဆိုဖော်ရှာထွက်ပါတယ်ညဘက်ကောင်းကင်မှာပြန်လန်းပြီး1 byte အောက်ပိုင်းမှာရှိတဲ့ဆဲတွေကိုအသုံးပြု bioluminescence လို့ခေါ်တဲ့အလင်းထုတ်ဖြစ်စဉ်တဲ့အတူအလင်းကိုထုတ်လွှတ်ပါတယ်။စိတ်ရက်တွေမြေကြီးတွေပေါ်မှာနားနေတဲ့အမတွေကခမရကိုလမ်းရှိုးကြိုက်ရဆိုရင်တော့အလင်းနဲ့အချက်ပြန်ပြ။ကဘာမှာဝိုးဆုံးယူမျိုးစိတ်ပါ2000ကျော်ရှိလေ။မျိုးစိတ်တစ်ခုချင်းစီလိုက်မတူညီတဲ့မိတ်တော့အလင်းချက်ပြပုံစံတွေလည်းရှိပါတယ်။ဒီမှာတစ်ခုသတိထားမှာ photoreal လို့ခေါ်တဲ့မျိုးစိတ်ကအမတွေကတခြားမျိုးစိတ်အထီးတွေအလင်းပြပုံ light to ပါတက်ပါခဏကအဖော်ရပြီဆိုသူနားလာတဲ့ခါမှာအဲ့ဒီမှာခမရကိုဖန်စီစားစောက်ပြစ်နိုင်ပါတယ်။နောက်ဆုံးတော့ခမရလဲအဖော်ရခဲ့ပါအဖော်ရတာနဲ့ပိုးဆုံးကျူတွေရဲ့အဓိကတောင်းဖြစ်တဲ့မျိုးပွားခြင်းစတင်ရပါမျိုးပွားခြင်းတောင်းပြီးဆုံးသွားတဲ့အခါမှာတော့ခမရရဲ့အင်အားကိုကုန်ခန်းသွားပါပိုးဆုံးကျူအထီးတွေကလည်းအတောင်မှန်တွေမခန့်နိုင်တော့ဘူးနေမြေပေါ်ဖြည်းဖြည်းချင်းပြုတ်ကျလာပြီးသေဆုံးရပါတယ်ခမရရဲ့အဖော်ကလည်းခမရတို့ရဲ့ဥလေးတွေဘေးကင်းမဲ့နေရာမှာဥချပေးတာလေအသက်ရှူကိုအင်အားတော့မရှိတော့ပါသူတို့နှစ်ယောက်ရဲ့အလင်းတွေကလည်းဖြည်းဖြည်းဖြော့တော်သွားပြီနောက်ဆုံးမှာတော့လုံးဝငြိမ်သက်သွားပါတော့ခမရတို့ကျွန်တော်တို့ငငယ်ကတွေ့ခဲ့ရတဲ့မိတ်တော့အလင်းလေးတွေကလည်းသူတို့မသေးဆုံးခင်ရန်နှန်းငယ်တွင်ဖြစ်ပါတနစ်ကြော်ကြာမြေကြီးထဲမှာစောက်တိုင်းခဲ့ရတဲ့ဘဝခီးကဒီရပိုင်းလေးပဲလင်းထိုင်ခွင့်ရတယ်အမောင်ထဲမှာပဲညီကုန်းချုပ်သွားရရှာပါအခုတော့လူတွေရဲ့ကျူးကျော်မှုနေမေးသစ်ချက်ထွင်မှုတွေနဲ့တဘာဝတိုင်ရင်ဇာတာတွေဖြုံးတိမှုတွေကြောင့်အိုးဆုံးကျူလေးတွေအပါဝင်တလိษံတော်များများမျိုးတုံးပြောက်ွယ်လူတွေပဲဖြစ်လာကြရပါတယ်ညပဲမီးရောက်သောအလင်းတွေကြောက်လေပိုးဆုံးကျူလေးတွေအဖော်ရှာဖို့အလင်းကိုထုတ်လို့ရပါတကောင်နဲ့တကောင်မမြင်နိုင်ကြတော့ပဲမျိုးပွားမှုတော့ကြာဆင်းလာပြီမျိုးတုံးပြောက်ွယ်လူစစဖြစ်နေတာဖြစ်ပါတယ်နောက်ပြီးစိုက်ပျိုးရေးမှာသုံးတဲ့ပိုးဆက်ဆေးတွေကလည်းပိုးဆုံးကျူရဲ့ပိုးလောင်းတွေကိုလည်းမကသူတို့ရဲ့အဓိကစားစာဖြစ်တဲ့ခရုတွေကိုအသေးသေးပါတယ်ဒီချက်တွေကိုကြည်ရင်အဖြစ်ပိုးဆုံးကျူတွေကတဘာဝပတ်ဝန်းကျင်ကျမ်းမာရေးကိုပြသတဲ့ဇီဝညွှန်ချက်တွေလို့တော့ပြောလို့ရပါတယ်တကယ်လို့ခမရတို့ရော်တွေနေအိမ်တွေနားမှာပိုးဆုံးကျူလေးတွေကိုတွေ့ရတယ်ခမရတို့ရဲ့နားမြင်ကြည့်ရဓာတုအစိတ်မသိမယ်ကေရစနစ်ကောက်မွန်သေးလို့ပါနောက်ဆိုပိုးဆုံးကျူဆိုတော့ကျွန်တော်တို့တွေ
စာအုပ်ထဲမှာပဲကြည့်မှမြင်ဘူးကြရတော့မှာဒါကြောင့်နေအိမ်သားမှာတစ်ပင်တွေနားမှာပိုးဆုံးကျူဥကလေးတွေအိုးအိမ်လေးတွေတွေ့မဆက်ကြဘူးပြောရင်နှုတ်ဆက်ခဲ့ပါနောက်တစ်ပုတ်မှာပြန်တွေ့ကြတော့